ဘာလုပ်ပြရမှာရောင်းတော့မလားရှိလှဲ့လားရှာလေးရှာပြီးရောင်းညံပြီပေါ့အဲ့ဒါဒီဘောကြလည်းမတက်နိုင်ဘူးသူပိုင်းနေကဲတဲ့ရောင်းတော့အမနော်နေ့တည်းလက်ထွက်တယ်လေးရှိတော့တရားနဲ့ရောင်းတော်တာနော်ဟုတ်ပါညောင်းဟုတ်ပြီအဲ့လိုဟုတ်တယ်စတိုင်လေးနဲ့ရောင်းတရားလာဝယ်မှာနော်ရှူဘိုက်ကလေးကိုကြစ်တဲ့ပြီးတော့ရောင်းနေဟုတ်တယ်လို့ဟုတ်ပါတယ်ဟောရောင်းလို့